အားလုံးပဲမင်္ဂလာပါရှင် Japanese Guide Page ကနေပြန်လည်ကြိုဆိုပါရစေ N5 ကိုသင်ပြီးတော့လွယ်ကူပြန်နှွှေးချင်တဲ့လူတွေရောမသင်ရသေးဘဲနဲ့ N5 grammar ကဘယ်လိုပုံစံမျိုးလဲဘယ်လို nuance မျိုးလဲဆိုတာကိုသိချင်တဲ့လူတွေကကြည့်ရှုလို့ရပါတယ်အဲ့တော့ N5 grammar မှာအရေးကြီးတဲ့ point လေးတွေကိုစူးစောင်းပြီးတော့၃ပိုင်းခွဲပြီးတော့တင်တော့မှာဖြစ်ပါတယ်အဲ့တော့ကြည့်ကြရအောင်ပထမဆုံး hajime mashite ဆိုတာကတွေးဆောင်ရတာဝမ်းသာပါတယ်ဆိုပြီးတော့ပထမဆုံးတွေးဘူးတဲ့လူကိုမိတ်ဆက်တဲ့အခါမှာ hajime mashite တွေးဆောင်ရတာဝမ်းသာပါတယ်ဆိုပြီးတော့မိတ်ဆက်ပါတယ်အဲ့တော့နောက်ထပ် grammar ကိုကြည့်ရအောင်နောက်တစ်ခုက N1 ဝ N ဆိုတာက noun ဖြစ်ပါတယ်အဲ့တော့ noun 1ဝ noun 2 des ဝါဆိုတာကမြန်မာလိုကဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် des ဆိုတာကဖြစ်ပါတယ်ဆိုတဲ့အဓိပ္ပာယ်ရတဲ့အတွက်ကြောင့် noun 1က noun 2ဖြစ်ပါတယ်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်ဒါတကဝါကျတွေကိုကြည့်ရအောင်ဝါတရှိဝယတိですကျမကယတိဖြစ်ပါတယ်ဝါတရှိဝကာအိုရီですကျမနာမည်ကကာအိုရီဖြစ်ပါတယ်ချစ်ချီဝခိုင်ရှာအင်ですချစ်ချီဆိုတာကအဖေဒီကုမ္ပဏီဝန်ထမ်းဖြစ်ပါသည်ဟာဟာဝရှုဖူですအမေဒီအိမ်အောင်ရှင်မတူဖြစ်ပါတယ်နောက်ထပ် grammar အနေနဲ့က noun 1ဝ noun 2 des ဆိုတာကိုကားဆိုပြီးတော့ထည့်လိုက်တဲ့အခါမှာမေးခွန်းဖြစ်သွားပါတယ်ကားဆိုတာကမြန်မာလိုဆိုရင်လာဆိုတာ ਨੇ အတူတူပါပဲအဲ့တော့ဒီကားဆိုတာ ਨੇ လာဆိုတာ ਨੇ အတူတူဖြစ်တဲ့အတွက်ကြောင့်ကိုကပြောချင်တဲ့ sentence あなたは学生ですってပြောလို့ရှိရင်နင်ကအကြောင်းသားဖြစ်ပါသည်အဲ့တော့あなたは学生ですかဆိုပြီးပြောလို့ရှိရင်နင်ကအကြောင်းသားဖြစ်ပါသလားဆိုတဲ့အဓိပ္ပာယ်ရပါတယ်အဲ့တော့ဆက်ပြီးကြည့်ကြရအောင်これは水ですかဆိုတော့これは水ですဆိုရင်ဒီဟာကရေဖြစ်ပါသည်ဒါပေမဲ့ဒီこれは水ですかဆိုပြီးတော့ကားထည့်လိုက်တဲ့အခါမှာဒီဟာကရေဖြစ်ပါသလားဆိုတဲ့အဓိပ္ပာယ်ရပါတယ်နောက်ဟာရေးကြည့်ရအောင်あなたは医者ですかတင်ဒီဆရာဝန်ဖြစ်ပါသလားဆိုတဲ့အဓိပ္ပာယ်ရပါတယ်彼は会社員ですか彼သူဒီကုမ္ပဏီအလုပ်သမားဖြစ်ပါသလား彼女は先生ですかသူမဒီဆရာမဖြစ်ပါသလားဆိုရဲမေကွန်မေးခြင်းရင်ကားဆိုတဲ့ဟာကိုထည့်ပါတယ်မြန်မာလိုလာလို့အဓိပ္ပာယ်ရပါတယ်အဲ့တော့မေကွန်အမေးခံရပြီဆိုလို့ရှိရင်ဘယ်လိုပြန်ဖြေမလဲဟုတ်ပါတယ်ဆိုရင် はいそうですဆိုပြီးပြန်ဖြေပါတယ်ဟုတ်ပါတယ်မှန်ပါတယ်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်မဟုတ်ပါဘူးလို့ပြောချင်ရင်いいえ違いますမဟုတ်ပါဘူးမှားပါတယ်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်အဲ့တော့ဒီလိုမျိုးပြန်ဖြေပါမယ်နောက်ထပ်ပြောပြပေးသွားချင်တာကခိုးဆိုအားတိုးဆိုတဲ့ခိုးဆိုအားတိုး system ဆိုတဲ့ဥစ္စာရှိပါတယ်အဲ့ဒါကခိုးရေးဆိုတာကဒီဟာဆိုတဲ့အဓိပ္ပာယ်ရပါတယ်ဆိုရဲဆိုတာကဟာဆိုပြီးတော့နားထောင်သူဘက်မှာရှိတဲ့ဟာကိုပြောချင်တဲ့အခါမှာဆိုရဲကိုသုံးပါတယ်အားရဲဆိုတာကပြောနေတဲ့သူရောနားထောင်နေတဲ့သူရောနဲ့အလှမ်းဝေးတဲ့နေရာမှာရှိတဲ့ဥစ္စာကိုဟိုးဟာဆိုတဲ့အဓိပ္ပာယ်နဲ့နှစ်ယောက်လုံးနားထောင်သူရောပြောနေတဲ့သူရောနားထောင်သူရောရဲ့အဝေးတနေရာမှာရှိတဲ့ပစ္စည်းကိုပြောချင်ရင်အားရဲဆိုပြီးသုံးပါတယ်တိုးတယ်ဆိုတာကဘေးဆိုတဲ့ဘေးဟာဆိုတဲ့မေးခွန်းစလုံးဖြစ်ပါတယ်အဲ့တော့ခိုရဲဆိုတဲ့အားရဲတိုးတယ်ခိုရဲဆိုတဲ့အားရဲတဲ့တိုးတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့နောက်ထပ် grammar point ကိုကြည့်ရအောင်နောက်ထပ်တစ်ခုကတော့ noun 1ဝnoun 2じゃありませんじゃありませんဆိုတာကမဟုတ်ပါဘူးဆိုတဲ့အဓိပ္ပာယ်ရပါတယ်အဲ့တော့ noun 1ဝ noun 2じゃありません noun 1က noun 2မဟုတ်ပါအဲ့တော့じゃありませんဆိုတဲ့စကားလုံးမှာじゃရဲ့အစားဒေဝကိုသုံးလဲရပါတယ်အဲ့တော့ noun 1ဝ noun 2ဒေဝありませんဆိုတာကnoun 1က noun 2မဟုတ်ပါじゃありませんနဲ့ဒေဝありませんကအတူတူဖြစ်ပါတယ်အဲ့တော့နှစ်ခုလုံးကိုမှတ်ထားစေချင်ပါတယ်じゃありませんနဲ့ဒေဝありませんအဲ့တော့တာတကဝတ်ချက်လေးတွေဖတ်ကြည့်ကြရအောင်私は医者じゃありませんကျွန်ုပ်ဒီဆရာဝန်မဟုတ်ပါဘူး父は会社員ではありません
အဖေကကုမ္ပဏီဝန်ထမ်းမဟုတ်ပါဘူးဆိုတဲ့အဓိပ္ပာယ်ရပါတယ်အဲ့တော့နောက်ထပ် grammar ကြည့်ရအောင် now when what noun to this ဆိုတာကခုနကပြောခဲ့တဲ့ and now when က noun to ဖြစ်ပါတယ်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်ဒါပေမဲ့သူနဲ့ခက်ဆင်ဆင်ပဲဒီ more ဆိုတဲ့စကားလုံးဒီ more ဆိုတဲ့စကားလုံးကမြန်မာလိုလဲဆိုတဲ့အဓိပ္ပာယ်ရပါတယ်ဖေဖေဒီကုမ္ပဏီဝန်ထမ်းဖြစ်ပါသည်အမေဒီလည်းကုမ္ပဏီဝန်ထမ်းတဦးဖြစ်ပါသည်ဆိုပြီးပြောချင်ရင်ချီချီ what ခိုင်ရှာ in this ဟာဟာမို့ခိုင်ရှာ in this ဆိုပြီးပြောပါတယ် more ဆိုတာကလဲဆိုတဲ့အဓိပ္ပာယ်ရပါတယ်အဲ့တော့トムさんは会社員です。トムそれလူကကုမ္ပဏီဝန်ထမ်းဖြစ်ပါသည်カオリさんも会社員ですカオリဆိုတဲ့လူလည်း会社員ကုမ္ပဏီဝန်ထမ်းဖြစ်ပါသည်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်အဲ့တော့နောက်ထပ်တစ်ခုကြည့်ရအောင် noun one not noun two not ဆိုတဲ့စကားလုံးလေးပေါ့နော် not ဆိုတဲ့စကားလုံးကသုံးနည်းအမျိုးမျိုးရှိပါတယ်ဒါပေမဲ့အဓိကလွယ်လွယ်ကူကူမှတ်မယ်ဆိုရင် noun one ရဲ့ noun two ဆိုပြီးမှတ်လို့လွယ်ပါတယ်ဘယ်လိုသုံးနည်းတွေရှိလဲဆိုတာကိုကြည့်ကြည့်ကြပါမယ်အခုသိထားဖို့လိုတာကသုံးနည်း၃မျိုးရှိပါတယ်ပထမဆုံး noun one ရဲ့ noun two ဆိုပြီးတော့ပြောတဲ့အတွက်ကြောင့်ပိုင်ဆိုင်မှုပြတဲ့အခါမှာငါရဲ့ခဲတယ်ဆိုတာမျိုးငါရဲ့ကွန်ပျူတာငါရဲ့စာအုပ်ဆိုပြီးတော့မျိုးစုံသုံးလို့ရပါတယ်ငါရဲ့ဆိုတာတော့သူ့ရဲ့ဆိုတာတော့ဥမာカオリさんရဲ့စာအုပ်カオリさんရဲ့အိတ်ဆိုတာမျိုးကိုသုံးချင်ရင်これはဒီဟာက私の本ですဒီဟာကကျမရဲ့စာအုပ်ဖြစ်ပါသည်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်နောက်တစ်ခုကこれは誰のカバンですかဒီဟာကဘသူရဲ့အိတ်ဖြစ်ပါတယ်လေဆိုတဲ့အဓိပ္ပာယ်ရပါတယ်私のカバンですこれは誰のカバンですかဆိုပြီးမြည်ဒါကဘသူရဲ့အိတ်လဲဆိုပြီးမြည်လို့ရှိရင်ကျမရဲ့အိတ်ပါဆိုပြီးပြောမဲ့အခါမှာ私のカバンですဆိုပြီးပြန်ဖြေပါတယ်ကျမရဲ့အိတ်ဖြစ်ပါသည်ဒါပေမဲ့カバンဆိုတာကိုနောက်တစ်ခေါက်ထည့်ပြီးပြောဖို့မလိုပါဘူးဖြုတ်ပြောလိုက်ရပါတယ်ထည့်ပြောလိုက်ရပါတယ်ဂျပန်တွေအချင်းချင်းစကားပြောတဲ့အခါမှာပုံမြန်အောင်လို့ဆိုပြီးတော့သူတို့ကဖြုတ်သုံးလေးရှိပါတယ်私のカバンですကို私のですတဲ့ပြောပါတယ်ထည့်ပြောလဲမမှားပါဘူးအဲ့တော့ကြိုက်တယ်လို့ပြောလို့ရပါတယ်私のですကျမရဲ့ဟာဖြစ်ပါတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားပါတယ်အဲ့တော့နောက်ထပ်သုံးနည်းတစ်ခုကြည့်ကြရအောင်အမျိုးအစားပြပါတယ်အမျိုးအစားပြရဲဆိုတော့ဥပမာဒါကဘာစာအုပ်လဲဆိုပြီးမြင်လို့ရှိရင်これは何の本ですかဒီဟာကဘာစာအုပ်လဲဆိုပြီးတော့မေးပါတယ်အဲ့တော့ပြောမယ်ဆိုရင်これは漢字の教科書ですလို့ပြောလဲရပါတယ်အဲ့လိုဆိုရင်စာကပြောင်းပြန်ဖြစ်နေပေမဲ့漢字ရဲ့ဖတ်စာအုပ်ဖြစ်ပါတယ်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်漢字の本ですဆိုလို့ရှိရင်漢字စာအုပ်ဖြစ်ပါတယ်ဆိုပြီးတော့ဘာလဲဆိုတာကိုရှင်းပြခြင်းတဲ့အခါမှာသုံးပါတယ်ဥပမာ家族の写真ဆိုလို့ရှိရင်ဘာဓာတ်ပုံလဲဆိုတာကိုအမျိုးအစားဓာတ်ပုံအမျိုးအစားကိုပြောပြခြင်းတဲ့အခါမှာရှင်းပြခြင်းတဲ့အခါမှာ家族の写真ဒီဟာကမိသားစုဓာတ်ပုံဖြစ်ပါတယ်ဒီဟာကဘာဓာတ်ပုံလဲဒီဟာကမိသားစုဓာတ်ပုံဖြစ်ပါတယ်これは何の写真ですかこれは家族の写真ですဆိုပြီးတော့ပြောပါတယ်အဲ့တော့ကြည့်ကြအောင်これはコンピューターのケースですこれはコンピューターのケースですこれはဆိုတာကဒီဟာကကွန်ပျူတာရဲ့ case အဖုံးအကာ case ဖြစ်ပါတယ်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်နောက်ထပ်သုံးနည်းတစ်မျိုးကပစ္စည်းတစ်ခုကိုဘယ်နိုင်ငံမှာလုပ်ထားတယ်ဘယ်နိုင်ငံကထုတ်တယ်ဆိုတာကိုပြောချင်တဲ့အခါမှာသုံးပါတယ်အဲ့တော့ဥပမာဒီစားစရာကဘယ်ကလဲဆိုလို့ရှိရင်これはどこの食べ物ですかどこဆိုပြီးတော့ဘယ်ကလုပ်တဲ့စားစရာလဲဆိုပြီးတော့မေးလို့ရပါတယ်အဲ့တော့ဥပမာアメリカの食べ物ဆိုရင်အမေရိကမှာလုပ်ထားတဲ့အမေရိကကလာတဲ့စားစရာဆိုတဲ့အဓိပ္ပာယ်ရပါတယ်အဲ့တော့日本の食べ物လို့ပြောလို့ရှိရင်ဂျပန်ရဲ့စားစရာဂျပန်မှာလုပ်ထားတဲ့စားစရာအဲ့တော့日本のペンဆိုပြီးပြောလို့ရှိရင်ဂျပန်မှာလုပ်ထားတဲ့ခဲတံမဟုတ် pen ဘောပင်ဖြစ်ပါတယ်ဆိုပြီးပြောပါတယ်
နောက်တစ်ခုက そうですかဆိုတာကအော်ဟုတ်လားဆိုပြီးတော့လက်တယောက်ယောက်ကကိုယ့်ကိုတစ်ခုခုပြောပြတဲ့အခါမှာနားထောင်နေတယ်ဆိုတာကိုကနားထောင်နေပါတယ်တက်ကြွနားထောင်နေပါတယ်တေချာနားထောင်နေပါတယ်ဆိုတာကိုပြချင်တဲ့အခါမှာそうですかအော်ဟုတ်လားဆိုတဲ့အနေနဲ့သုံးပါတယ်ဒီဟာလည်းတော်တော်ကြီးကိုအသုံးများပါတယ်နောက်တစ်ခုကြည့်ကြည့်အောင်နောက်တစ်ခုကနေဆိုတာက彼女はとても綺麗ですねဆိုတာကသူမကအရန်ကိုလှတာပဲနော်ဆိုရက်နူးနူးညံ့ညံ့ပြောချင်တယ်ဆိုလို့ရှိရင်မနှက်ပြန်စာမေးပွဲနော်ဆိုတာမျိုးဒီဟာကနင့်စာအုပ်နော်ဆိုတာမျိုးမတေချာတာဆိုလို့ရှိရင်လည်း confirm လုပ်ဖို့အတွက်နေတုံးပြီးပြောလို့ရပါတယ်ပြီးတော့နူးနူးညံ့ညံ့လေးပြောချင်တာတငယ်ချင်းအချင်းနူးနူးညံ့ညံ့ပြောချင်တာတော့တအား strong ဆိုတဲ့ပုံစံမျိုးကြီးမပြချင်တာတော့မှာ softly ပြောဖို့အတွက်လည်းနေဆိုတာကို no ဆိုပြီးသုံးပါတယ်彼女はとても綺麗ですねသူမကအရန်ကိုလှတာပဲနော်ဆိုပြီးတော့ပြောပါတယ်နောက်တစ်ခု your ဆိုတာက your sentence your ဆိုတာကနားထောင်သူကတခုခုမတည်သေးတဲ့အခါမှာကိုကသူမတည်သေးတဲ့ဟာကိုပြောပြခြင်းတဲ့အခါမှာyour ဆိုတဲ့ဟာကိုသုံးပါတယ်ဥပမာこの車は高いですかဆိုပြီးတော့တရားရုပ်ကလာမေးပါတယ်အဲ့တော့သူကဒီကားကဈေးကြီးလားဆိုပြီးတော့မေးပါတယ်မေးတဲ့အခါမှာသူကမသိသေးတဲ့ fact ဖြစ်တဲ့အတွက်ကြောင့်高いですよဆိုပြီးပြောတဲ့အခါမှာသူကမသိသေးတဲ့အချက်လက်ကိုကရှင်းပြနေတဲ့အတွက်ကြောင့် your ကိုသုံးပါတယ်高いですよဆိုပြီးပြောပါတယ်နှစ်ယောက်လုံးကတည်နေတဲ့တခုခုဥပမာဒီနေ့ရဲ့ weather ကကောင်းလိုက်တာဆိုလို့ရှိရင်いいお天気ですねဆိုပြီးတော့နှစ်ယောက်လုံးတည်နေတဲ့ fact ဖြစ်တဲ့အတွက်ကြောင့် your မဟုတ်ဘဲနဲ့နေကိုသုံးပါတယ်အဲ့တော့နောက်ထပ်ဟာကြည့်ကြည့်အောင်နောက်တစ်ခုက coso auto system ဖြစ်ပါတယ်ဒီဟာကပုံမှန်ဆိုရင်တစ်ခုချင်းစီခွဲတင်ပေမဲ့ဒီဗီဒီယိုက review ဖြစ်တဲ့အတွက်ကြောင့်အကုန်လုံးကိုရောပြီးတော့ပြန်ပြီးတော့ review လုပ်သွားပါမယ်အဲ့တော့ကြည့်ကြည့်အောင်ဒီမှာဒီလိုမျိုးနှစ်ယောက်ရှိတဲ့အခါမှာဒီတယောက်ကစကားပြောသူသူကနားထောင်သူအဲ့တော့ဒီဟာကကျမပေါ့နော်ဝါသက်ရှိကိုကစကားပြောသူဒီကနားထောင်နေသူရှိရဲ့အဲ့တော့ဥပမာဒီပစ္စည်းကိုပြောချင်တယ်ဆိုရင်ခိုးတယ်ဆိုပြီးပြောပါတယ်ခိုးတယ်ခို့ဆိုတဲ့စကားလုံးကိုသုံးပါတယ်ဒါပေမဲ့နားထောင်သူဘက်မှာရှိတဲ့ဟာကိုကြတော့ဆိုပြီးတော့သုံးပါတယ်ဆိုတဲ့လို့ပြောတာရှိတယ်ဆိုနိုဆိုပြီးပြောတာရှိတယ်ဒီမှာကြည့်လို့ရပါတယ်ခိုရဲမလဲရှိတယ်ခိုနိုလဲရှိတယ်ခိုလဲရှိတယ်ခိုချီတာလဲရှိတယ်ဇင်ဘူကစကားပြောသူဘက်ကိုပြောချင်လို့ရှိရင်ခိုဆိုတဲ့ဟာကိုသုံးပါတယ်အနောက်ကဒီဟာတွေကဒီဟာနဲ့လိုက်ပြီးအဓိပ္ပာယ်ကွာသွားပေမဲ့ခိုဆိုတာကအကုန်အတူတူပါပဲပြီးတော့နားထောင်သူဘက်မှာရှိတဲ့ဟာကိုပြောချင်ရင်ဆိုတာကိုသုံးတယ်ဆိုတာလည်းအကုန်အတူတူပါပဲဆိုရဲဆိုရင်ဟာ sono noun ဆိုလို့ရှိရင်အဲ့ဒီ noun ပြီးတော့ soko ဆိုတာအဲ့ဒီနေရာပြီးတော့ sochira ဆိုတာကအဲ့ဘက်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်အဲ့ဒါကအကုန်နားထောင်သူရဲ့ဘက်မှာရှိရင်ဆိုရဲဆိုပြီးပြောပါတယ်ပြီးတော့နှစ်ယောက်လုံးဒီစကားပြောသူဘက်ကနေရောနားထောင်သူဘက်ကနေရောအလှမ်းဝေးတဲ့တနေရာမှာရှိတဲ့ပစ္စည်းကိုဆိုပြီးသုံးပါတယ်တဲ့ဒီကိုသုံးပါတယ်အဲ့တော့တဲ့no noun soko chira ဆိုပြီးတော့သုံးပါတယ်ဒါကနှစ်ယောက်လုံးဘက်ကနေဝေးတဲ့ဥစ္စာကိုပြောချင်တာပါပြီးတော့ဒိုတယ်ဆိုတာကဒိုတယ် no noun ဒိုကိုဒိုချီရာဒိုဒီဒိုဖြစ်ပါတယ်ဒိုဆိုတာကမေးခွန်းစကားလုံးဖြစ်ပါတယ်ဒိုတယ်ဆိုရင်ဘယ်ဟာလဲဒိုနိုနောင်ဆိုရင်ဘယ်နောင်လဲဥပမာဒိုနိုဟွန်ဒစ်ကာဆိုလို့ရှိရင်ဘယ်စာအုပ်လဲဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဒိုကိုဆိုတာကဗမာလဲဒိုချီရာဆိုတာကဗမာလဲလို့ပြောလို့ရသလိုဘယ်ဘက်လဲဆိုတာလည်းသုံးလို့ရပါတယ်အဲ့တော့ကြည့်ကြရအောင်ပစ္စည်းဆိုလို့ရှိရင်ခိုရဲဆိုရဲတို့တယ်ခိုရဲဆိုတာကစကားပြောသူဘက်မှာရှိတဲ့ဒီဟာဆိုရဲဆိုတာကနားထောင်သူဘက်မှာရှိတဲ့ဟာရဲဆိုတာကဟိုးကဟာနှစ်ယောက်လုံးနားထောင်သူရောစကားပြောသူရောဘက်ကနေဝေးတဲ့ဟိုးကဟာတို့တယ်ဆိုတာကဘယ်ဟာလဲဆိုရဲမေကွန်စကားလုံးဖြစ်ပါတယ်နောက်တစ်ခုကခိုနိုဆိုနိုအာနိုတိုနိုဆိုတာကအနောက်ကနေ noun ကလိုက်ပါတယ်
noun ဆိုတာက noun ဖြစ်ပါတယ် noun ကလိုက်ပါတယ်အဲ့တော့ဒီဟိုကဘေးဆိုတဲ့အဓိပ္ပာယ်ရပါတယ်ဥပမာကြည့်ကြည့်အောင်ခိုနိုဟွန်ဆိုတာကခိုနိုဟွန်ဒီစာအုပ်ကိုယ့်ဘက်မှာရှိတဲ့စကားပြောသူဘက်မှာရှိတဲ့စာအုပ်ခိုနိုဟွန်ဆိုပြီးတော့ဒီစာအုပ်ဆိုပြီးသုံးပါတယ်အဲ့တော့ဒီနားထောင်သူဘက်မှာရှိတဲ့စာအုပ်ဆိုရင်ဆိုနိုဟွန်ဆိုပြီးတော့ပြောပါတယ်နှစ်ယောက်လုံးနဲ့အလှမ်းဝေးတဲ့ဘက်မှာရှိရင်အနိုဟွန်ဆိုပြီးတော့သုံးပါတယ်ဒိုနိုဟွန်ဆိုတာကဘေးစာအုပ်လေးဆိုပြီးတော့ဘေးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့ဒါကပစ္စည်းရောလူရောသုံးလို့ရပါတယ်ခိုနိုဟီတိုဆိုနိုဟီတိုအနိုဟီတိုဒိုနိုဟီတိုဆိုပြီးသုံးလို့ရပါတယ်နောက်ထပ်တစ်ခုကြည့်အောင်ခိုကိုဆိုကိုအဆိုကိုဒိုကိုခိုကိုဆိုတာကဒီနေရာဒီမှာဆိုကိုဆိုတာကအဲ့မှာနောက်ပြီးတော့အဆိုကိုဆိုတာကနှစ်ယောက်လုံးနဲ့ဝေးတဲ့အလှမ်းဝေးရဟိုးမှာဒိုကိုဆိုတာကဗမာလေးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နောက်တစ်ခုကြည့်အောင်နောက်တစ်ခုကကိုချီရာဆိုချီရာအချီရာဒိုချီရာကိုချီရာဆိုတာကဒီချီရာဆိုပြီးသုံးတဲ့ဥစ္စာကဥတီယာနေရာကိုပြောလို့ရတယ်လို့နေရာလည်းသုံးလို့ရပါတယ်နေရာဆိုလို့ရှိရင်ဒီကိုကိုဆိုကိုအဆိုကိုဒိုကိုဆိုတာထက်ကိုချီရာဆိုချီရာအချီရာဒိုချီရာလို့ပြောတာကပိုပြီးရင်ကျေးပါတယ်ဒါပေမဲ့နေရာကိုပြောတာချင်းအတူတူပါပဲပြီးတော့ဒီကိုချီရာဆိုချီရာအချီရာဒိုချီရာကနေရာတစ်ခုတည်းမဟုတ်ဘဲနဲ့ဥတီယာကိုပြောချင်တဲ့အခါမှာလည်းသုံးလို့ရပါတယ်ဥတီယာဆိုလို့ရှိရင်ကိုချီရာဆိုတာကဒီဘက်မှာဆိုချီရာဆိုတာကအဲ့ဘက်မှာအဲ့ဘက်မှာအချီရာဆိုတာကဟိုးဘက်မှာရှိတယ်ဒိုချီရာဆိုတာကဘယ်ဘက်မှာလဲဆိုတာမျိုးပြောပါတယ်အဲ့တော့နောက်တစ်ခုကြည့်အောင်နောက်ထပ် grammar point ကတော့それはnoun one ですかnoun two ですかဒီဟာက noun one ဖြစ်ပါသလား noun two ဖြစ်ပါသလားこれはそれは noun one ですဆိုတာ des ဆိုတာကဖြစ်ပါသည်ဆိုတဲ့အဓိပ္ပာယ်ရရဲ့နိအဲ့တော့ noun one ですか noun two ですかဆိုတာကဖြစ်ပါသလားမိကွန်းစလုံးဖြစ်တဲ့အတွက်ဖြစ်ပါသလား noun two ဖြစ်ပါသလားဆိုတော့ရွေးချယ်စရာနှစ်ခုပေးပြီးတော့နှစ်ခုတည်းကတစ်ခုရွေးပါဆိုပြီးပြောချင်တဲ့အခါမှာကိုယ်က noun one ですか noun two ですかဆိုပြီးတော့သုံးပါတယ်အဲ့တော့ဒီကဆိုတာကမိကွန်းစလုံးအဖြစ်သုံးပြီးတော့လည်းနှလုံးရေးတဲ့အခါမှာ choice နှစ်ခုရွေးချယ်စရာနှစ်ခုတည်းကတစ်ခုရွေးပါဆိုတဲ့အဓိပ္ပာယ်နဲ့သုံးပါတယ်အဲ့ဒါပြီးတော့နောက်ထပ်သုံးနည်းတစ်မျိုးက noun one နဲ့ noun two ရဲ့အလယ်မှာကားကိုသုံးပြီးတော့တွဲလိုက်တဲ့အခါမှာ noun one သို့မဟုတ် noun two ဆိုပြီးတော့ဖြစ်ပါတယ်အဲ့တော့ကြည့်ကြအောင်それは水ですかコーヒーですかဒီလူကကြည့်လှမ်းကြည့်ပြီးတော့ဒီနားပြောသူရဲ့ဒီဘက်ကနားထောင်သူရဲ့နားထောင်သူဘက်မှာရှိတဲ့အတွက်ဆိုတဲ့ဆိုပြီးသုံးပါတယ်ဆိုရဲは水ですかコーヒーですかအဲ့ဒီဥစ္စာက水ရေဖြစ်ပါသလားcoffee ဖြစ်ပါသလားဆိုပြီးမေးပါတယ်အဲ့တော့ဒီတယောက်ကこれは水ですコーヒーですအဖြေမှန်ကိုရွေးရမယ်ပေါ့နော်これはコーヒーですဆိုပြီးပြန်ဖြေပါလိမ့်မယ်အဲ့တော့နောက်တစ်ခုကြည့်ရအောင်これは noun one နဲ့ noun two ကြားမှာကားဆိုပြီးတော့ထည့်လို့ရှိရင် noun one သို့မဟုတ် noun two ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့月曜日か火曜日に東京に行きますဆိုလို့ရှိရင်တနင်္လာနေ့သို့မဟုတ်အင်္ဂါနေ့မှာတိုကျိုကိုသွားပါမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုကြည့်ကြရအောင်ဒါကအခုကနေစပြီးတော့အချိန်နဲ့နေရာနဲ့ပတ်သက်တဲ့ဟာတွေကို review လုပ်သွားပါမယ် noun one က noun two this ဆိုပြီးပြောခဲ့တာရှိပါတယ်ဒီတစ်ခါမှာ noun two အစားမှာ place ထည့်ပါတယ် place ဆိုတာကနေရာနဲ့ပတ်သက်တဲ့ noun ပေါ့နော်ဒီတစ်ခေါက်တော့ noun two ရဲ့နေရာမှာနေရာနဲ့ပတ်သက်တဲ့စကားလုံးကိုထည့်ပါတယ်ထည့်လို့ရှိရင်ဘယ်ဟာကဘယ်မှာရှိပါတယ်ဆိုတာကို noun က place မှာရှိပါတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့နေရာပြချင်တဲ့အခါမှာဒီလိုမျိုးသုံးလို့ရပါတယ်အဲ့တော့ဒီဟာကတော်တော်လွယ်ပါတယ်ကြည့်ကြည့်ရအောင် elevator はあそこです elevator ကအဲ့ဘက်မှာあそこဆိုတာမှတ်မိပါသလားဆိုတာကこれဆိုရင်こちらそちらあちらどちらဘယ်မှာရှိလဲဆိုတာအဲ့တော့あそこဆိုတာကဟိုးဘက်မှာelevator ဆိုတာက elevator ဓာတ်လှေကားကဟိုးဘက်မှာဖြစ်ပါတယ်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်トムさんは2階ですトムさんဆိုတာက tom ကနှစ်ထပ်မှာရှိပါတယ်トイレはどこですかトイレဆိုတာက toilet အိမ်သာကဘ
မှာဖြစ်ပါတယ်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်အဲ့တော့နောက်တစ်ခုကြည့်အောင်今何時ですかအခုဘယ်နှစ်နာရီဖြစ်ပါတယ်ဆိုတာကအခုဘယ်အချိန်လဲအခုဘယ်နှစ်နာရီလဲဆိုတာကိုမေးတာပါအဲ့တော့ဒီဟာကတအားရင်ကျေးတဲ့ပြောနည်းဖြစ်ပါတယ်ဒါပေမဲ့တငယ်ချင်းအချင်းချင်းပြောမယ်ဆိုလို့ရှိရင်ဣမာဆိုတာကိုလည်းမသုံးပါဘူးဘယ်နှစ်နာရီလဲဆိုပြီးတော့ပဲမေးပါတယ်အခုဘယ်နှစ်နာရီလဲဆိုတာမျိုးမမေးပါဘူးအဲ့တော့ဣမာဆိုတာရဲ့ဒက်စကာရဲ့ကိုဖြုတ်ပြီးတော့နန်ဂျီဆိုပြီးတော့မေးလို့ရှိရင်တအားကို natural ဖြစ်ပါတယ်ဂျပန်တွေပြောတဲ့အတိုင်းပါပဲနန်ဂျီဆိုပြီးတော့မေးပါတယ်အဲ့တော့အခုဘယ်အချိန်လဲ2時ですနာရီကိုထည့်ပြီးတော့ des ဆိုပြီးလွယ်ကူကူပဲဒီအချိန်ဖြစ်ပါတယ်2時です2နာရီဖြစ်ပါတယ်ဆိုပြီးပြောလို့ရပါတယ်အဲ့တော့ကဏ္ဍတွေရေးတွက်ပုံတွေကိုတစ်ချက် review လုပ်ကြည့်အောင်1ဆိုရင်1 2 3 4 5 6 7 8 9 10 1 2 3 4 5 6 7 8 9 10 7ရဲ့အစားမှာ7လည်းရှိပါတယ်အဲ့တော့1 2 3 4 5 6 7 8 9 10ဆိုပြီးတော့မှတ်မိပါသလားမှတ်မိမယ်လို့ထင်ပါတယ်အဲ့တော့ဒီဟာကိုကြည့်ပြီးတော့အနောက်ကနေကြီးပေါင်းလိုက်တဲ့အခါမှာကြီးဆိုတာကနာရီဖြစ်တဲ့အတွက်ကြောင့်1ကြီးဆိုလို့ရှိရင်ဒီမှာကြီးထည့်လိုက်လို့ရှိရင်တနာရီဆိုအဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့ကြည့်အောင်1ကြီးတနာရီ2ကြီး2နာရီ3ကြီး3နာရီ4ကြီး4နာရီ5ကြီး5နာရီ6ကြီး6နာရီ7ကြီး9နာရီ8ကြီး8နာရီ9ကြီး9နာရီ10ကြီး10နာရီဆိုတဲ့အဓိပ္ပာယ်ရပါတယ်အဲ့တော့ဒီမှာကဒီအပေါ်ကအတိုင်းပဲအတူတူပဲဖြစ်ပေမဲ့ဒီမှာ twin ချက်ရှိပါတယ်ယွန်ဂျီလို့မပြောဘဲနဲ့ယွန်ဂျီလို့မပြောဘဲနဲ့ယောဂျီဆိုပြီးတော့ပြောပါတယ်Q ဂျီလို့မခေါ်ဘဲနဲ့ခုဂျီလို့ပြောပါတယ်အဲ့တော့အဲ့ဒါကိုတေချာမှတ်ထားစေချင်ပါတယ်နောက်တစ်ခုကြည့်အောင် time နိ verb ဆိုတော့ဒီအချိန်with numeral ဆိုတာက number ပါတယ် number နဲ့သက်ဆိုင်တော့အချိန်ဆိုရဲအချိန်စကားလုံးကိုပြောချင်လို့ရှိရင်နိဆိုတာကိုသုံးပါတယ်အဲ့ဒီအချိန်မှာ verb ကိုလုပ်တယ်တခုခုလုပ်တယ်ဆိုတာကိုနိဆိုရဲစကားလုံးနဲ့ဒီအချိန်မှာဒါကိုလုပ်တယ်ဆိုပြီးပြောပါတယ်အဲ့တော့နေ့နဲ့တွေဥမာတနင်္လာနေ့အင်္ဂါနေ့ဗုဒ္ဓဟူးနေ့ဆိုတာမျိုးသုံးချင်တဲ့အခါမှာတနင်္လာနေ့မှာကျောင်းသွားမယ်ဆိုတဲ့အတိုင်းတနင်္လာနေ့ကျောင်းသွားမယ်ဆိုပြီးတော့မှာကိုထည့်လေးရတယ်မထည့်လေးရပါတယ်အဲ့ဒါကထိုက်တယ်လို့သုံးလို့ရပါတယ်ပြီးတော့ number မပါတဲ့အချိန်တွေမှာတော့တန်းပြီးတော့ verb နဲ့ကပ်ပါတယ်နိကိုထည့်စရာမလိုပါဘူးအဲ့တော့ကြည့်အောင်毎朝6時に起きます6ဆိုတာကကဏ္ဍပါတဲ့အတွက်ကြောင့်နိကိုသုံးပါတယ်မနက်တိုင်း6နာရီမှာထပါသည်10月30日に日本に来ました10လပိုင်း30ရက်နေ့ဆိုတာကနံပါတ်ဖြစ်ပါတယ်အဲ့ဒါကြောင့်နိသုံးပါတယ်10လပိုင်း30ရက်နေ့မှာဂျပန်ကိုလာခဲ့ပါသည်月曜日に東京に行きますတနင်္လာနေ့မှာတိုကျိုကိုသွားပါမယ်ဒါပေမဲ့ဒီဟာကနေ့ဖြစ်တဲ့အတွက်ကြောင့်နိကသုံးလို့ရပါတယ်မသုံးလို့ရပါတယ်အဲ့ဒါကြောင့်ဂွင်းခတ်ထားပါတယ်月曜日東京に行きますလို့ပြောလဲရပါတယ်အဲ့တော့နောက်တစ်ခုကြည့်အောင်今朝ဒီမနက်勉強しましたဒီမနက်စာလုပ်ခဲ့ပါတယ်ဆိုတော့ပြောချင်တဲ့အခါမှာ今朝にဆိုပြီးတော့にမသုံးပါဘူးဘာလို့လဲဆိုတော့သူ့မှာနံပါတ်မပါတဲ့အတွက်ကြောင့်ပါအဲ့တော့今朝勉強しましたဆိုတဲ့အတိုင်းပဲပြောလို့ရပါတယ်昨日တော့ဘာလို့ဆိုရင်လည်းအကုန်အတူတူပါပဲ今朝လိုမျိုးにမသုံးပါဘူးနောက်တစ်ခုကြည့်အောင်နေ့ရက်တွေအကြောင်းကိုပြန်ပြီး review လုပ်ချင်ပါတယ်အဲ့တော့月曜日ဆိုတာကတနင်္လာနေ့ဖြစ်ပါတယ်月曜日ဆိုတာကတနင်္လာနေ့ဒီခန်းကြီးတွေလည်းတစ်ချက်ပြန်ကြည့်အောင်နော်ခါယိုဘီဆိုတာကခမီဆိုတဲ့အဓိပ္ပာယ်ခါယိုဘီ Tuesday ဆိုတာအင်္ဂါနေ့ဆွေယိုဘီဗုဒ္ဓဟူးနေ့ဒါကမီစုရေဆိုတဲ့အခန်းကြီးဖြစ်ပါတယ်ဆွေယိုဘီဗုဒ္ဓဟူးနေ့မိုကုယိုဘီခိဆိုတဲ့တစ်ပင်ဆိုတဲ့ခန်းကြီးနဲ့မိုကုယိုဘီဂျာတပတိနေ့ခင်းယိုဘီတောက်ကြနေ့ပြီးတော့ပတ်စံဆိုတဲ့အဓိပ္ပာယ်တဲ့ Friday ဒိုယိုဘီSaturday ဆိုတာကစနေနေ့
또가 도요비, 츠치 소래 디 미지 소래 간지 동마에 니치요비 니치 소라가 네 소래 간지 네 소래 간지네 동마에 또가 니치요비 소라가 뜨닝은 위니 에러 게츠요비 카요비 수이요비 모쿠요비 킨요비 도요비 니치요비 소비로 벼바에 에러 나우트쿠지야 이따카마로 나우원 카라 나운투 마데 소라가 나우원 가니 noun to a t ဆိုတဲ့အဓိပ္ပာယ်ရပါတယ်အဲ့တော့ဒီကနေဒီအထိဆိုပြီးပြောခြင်းဥပမာတနာရီကနေ3နာရီအထိဆိုပြီးလည်းပြောလို့ရတယ်လို့ဥပမာတိုကျိုကမြန်မာကနေဂျပန်အထိဆိုပြီးတော့လည်းသုံးလို့ရပါတယ်အဲ့တော့နေရာလည်းပြောလို့ရတယ်အချိန်အကြောင်းပြောခြင်းတဲ့အခါမှာလည်းသုံးလို့ရတယ်အချိန်ရယ်နေရာရယ်ကိုခါရမတ်တယ်ဆိုပြီးတော့ noun 1ကနေ noun 2အထိဆိုပြီးပြောပါတယ်အဲ့တော့ကြည့်ကြည့်အောင်学校は9時から4時までですကျောင်းကမနက်9နာရီကနေညနေ4နာရီအထိဖြစ်ပါတယ်အဲ့တော့ကြာချိန်ကျောင်းရဲ့ကြာချိန်က9နာရီကနေ4နာရီအထိဆိုပြီးတော့ဘယ်ချိန်ကစပြီးတော့ဘယ်မှာပြီးဆုံးလဲဆိုတာကိုပြောချင်တဲ့အခါမှာသုံးလို့ရပါတယ်学校は9時からですဆိုတာကကျောင်းက9နာရီကနေစပါတယ်အဲ့တော့9နာရီကနေစပါတယ်ဆိုတော့စတင်တဲ့အချိန်ကိုပြောချင်တယ်လေခါရဆိုတာကကနေဆို9နာရီမှဖြစ်ပါတယ်ဆိုပြီးတော့ပြောလို့ရပါတယ်学校は4時までですဆိုလို့ရှိရင်မတယ်ဆိုတာကအထိဆိုတဲ့အတွက်အထိဆိုတဲ့အဓိပ္ပာယ်ဖြစ်တဲ့အတွက်ကျောင်းကညနေ4နာရီအထိဖြစ်ပါတယ်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်အဲ့တော့ဒီခါရရောမတယ်ရောက noun 1ကနေ noun 2အထိဆိုပြီးတော့တွဲသုံးလို့ရသလိုတက်စီလည်းသုံးလို့ရပါတယ်တစ်ခုချင်းစီသုံးလို့ရပါတယ်東京から大阪まで新幹線で3時間かかりますそれが東京ကနေ大阪အထိ新幹線ဆိုတာကဒီအမြန်ရထားသုံးပြီးတော့3時間ဆိုတာက3နာရီကြာပါတယ်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်အဲ့တော့နောက်တစ်ခုကြည့်အောင် noun place ဆိုတာကနေရာပေါ့နော်နေရာကိုပြောချင်တဲ့ဥပမာတနေရာရာကိုတွားသည်ဆိုပြီးပြောချင်တဲ့အခါမှာ noun 行きます来ます帰りますဆိုပြီးပြောပါတယ်行きますဆိုတာက行きます来ます帰りますဆိုတော့ဆိုတာကထန်ကိုဆိုတဲ့အဓိပ္ပာယ်ရပါတယ်အဲ့တော့ noun place ဆိုတာကဒီနေရာထန်ကိုတွားပါသည်来ますကလာပါသည်帰りますကပြန်ပါသည်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့東京へ行きますဆိုလို့ရှိရင်တိုကျိုကိုတွားပါသည်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်日本へ来ました日本ဆိုဂျပန်ကိုလာခဲ့ပါသည်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်うちへ帰りますအိမ်ကိုပြန်ပါမည်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်နောက်တစ်ခုကြည့်အောင်မေခွန်းစလုံး plus မို့ရေအငင်းဝတ်ကြပေါင်းမယ်ဆိုတော့ရေးထားတာနည်းနည်းရှုပ်နေပါဒါပေမဲ့မေခွန်းစလုံးဆိုတာကဥပမာဘာလဲဘာကိုလဲဘေကိုလဲဘသူနဲ့လဲဆိုတဲ့မေခွန်းစကားလုံးတွေကိုမို့ပေါင်းတဲ့အခါမှာမို့ပေါင်းပြီးတော့အနောက်ကနေအငင်းဝတ်ကြထည့်လိုက်တဲ့အခါမှာဘလို့အဓိပ္ပာယ်ရလဲဆိုတော့ဘာကိုမှမလုပ်ပါဘူးဘေကိုမှမသွားပါဘူးဘသူနဲ့မှမရှိပါဘူးဆိုတာမျိုးမှဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားပါတယ်မို့ကအဲ့တော့ဖတ်ကြည့်ကြအောင်明日はどこへ行きますかမနက်ဖြန်ဘေကိုသွားမှာလဲဆိုတော့どこဆိုတာကဘေကိုဒီဘေကိုဆိုတဲ့အမေကွန်းစကားလုံးကိုどこはထည့်လဲရတယ်မထည့်လဲရတယ်どこへも行きませんဘေကိုမှမသွားပါဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားပါတယ်နောက်တစ်ခုကြည့်အောင်何もしません何もしませんဆိုတာကဘာကိုမှမလုပ်ပါဘူးဆိုတဲ့အဓိပ္ပာယ်ရပါတယ်နောက်တစ်ခုက教室に誰もいません教室ဆိုတာစာသင်ခန်းထဲမှာဘသူမှမရှိပါဘူးဆိုတဲ့အဓိပ္ပာယ်ရပါတယ်ရှင်အဲ့တော့နောက်တစ်ခုကြည့်မယ်တဲ့ဆိုတာကသုံးနည်းအမျိုးမျိုးရှိပါတယ်ဒါမဲ့ဒီနေရာမှာကတနေရာသွားရဆိုရင်ဘာကိုသုံးပြီးသွားရဆိုတာကိုခုရုမက自転車စပိန်ဟိုမှာ電車ယထာဆိုပြီးတော့vehicle နဲ့တွားတယ်ဆိုတာကို day ဆိုပြီးတော့သုံးပါတယ်တခြားနေရာတွေမှာဘယ်လိုသုံးလဲဆိုတော့နီလန်းဖော်ပြတဲ့အခါမှာသုံးပါတယ်ဒါပေမဲ့အဲ့ဒါကအခုသိဖို့မလိုသေးပါဘူးအဲ့တော့ noun de ikimasu noun ဖြင့်တွားပါသည်အဲ့တော့ဖတ်ကြည့်ကြမယ်私は毎日自転車で学校に行きますကျွန်ုပ်ကနေတိုင်း
စပိန်ဖြင့်ကျောင်းကိုသွားပါသည်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ခုရမတဲ့行きますဆိုလို့ရှိရင်ကားဖြင့်သွားသည်電車で行きますဆိုရင်ယထာဖြင့်သွားသည်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်ချွင်းချက်တစ်ခုရှိပါတယ်လမ်းလျှောက်သွားသည်ဆိုရင်အာရှိで行きますလို့မပြောပါဘူးမပြောဘဲနဲ့駅から歩いて帰りましたယထာစတေရှင်ကနေလမ်းလျှောက်ပြီးပြန်ပါတယ်ဆိုပြီး歩くဆိုတဲ့စကားလုံးကို歩いてဆိုပြီးပြောင်းပြီးတော့သုံးပါတယ်ဒါကချွင်းချက်ဖြစ်ပါတယ်နောက်တစ်ခုကြည့်အောင်မေခွန်းစကားလုံးနှစ်ခုကိုစုဆောင်းလိုက်ပါတယ်အဲ့တော့ it ဆိုတာကဘယ်တော့ဆိုတဲ့အဓိပ္ပာယ်ရပါတယ်ဘယ်အချိန်လဲဘယ်တော့လဲဆိုတဲ့အချိန်ကိုမေးခြင်းတဲ့အခါမှာသုံးပါတယ်ဒါတွေဆိုတာကဘသူဆိုတဲ့အဓိပ္ပာယ်ရပါတယ်ဒါတွေဘသူလဲဆိုအဲ့တော့ကြည့်ကြည့်မယ်いつ日本に来ましたかベロンがジャパン語来げらばれその人は誰ですかエリルがဘသူလဲဆိုပြီးမေးပါတယ်နောက်ထပ်မေးခွန်းစကားလုံးတစ်လုံးကနာနီနန်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်ဒီနှစ်ခုလုံးကခန်းကြီးကဒီစကားလုံးလေးဖြစ်ပါတယ်ခန်းကြီးကအတူတူပဲမဲ့နာနီဆိုပြီးပြောမလားနန်ဆိုပြီးပြောမလားကအခြေအနေပေါ်လိုက်ပြီးတော့꿰ပြပါတယ်အဓိပ္ပာယ်ကတော့ဘာလေးဘေဆိုတာကအတူတူပါပဲအဲ့တော့နန်ကိုဘလို့အခြေအနေမျိုးမှာနန်လို့ဖတ်မလဲဆိုတော့ရိုမာကြီးနဲ့စလုံးသူ့အနောက်ကနေကတ်လိုက်တဲ့စကားလုံးရှိရလေဥမာနန်လို့ဟွန်ဒစ်ကာဆိုတာမျိုးအဲ့တော့သူ့အနောက်မှာနန်နော့ဆိုတော့သူ့နောက်မှာကတ်လိုက်တဲ့စကားလုံးကိုကြည့်ပါမယ်ကြည့်တဲ့အခါမှာရိုမာကြီးနဲ့ရေးကြည့်မယ်ရေးတဲ့အခါမှာ T D N နဲ့စတဲ့စကားလုံးရဲ့အရှိကရေးထားတယ်လို့ရှိရင်နန်လို့ဖတ်မယ်ဆိုတော့ကျန်တဲ့ဟာတွေကိုနာနီနဲ့ဖတ်ပါမယ်အဲ့တော့တာတကဝတ်ကြရေးကြည့်ကြအောင်အဲ့တော့ DNT DNT TDN တို့တူပဲအဲ့တော့ DNT ဆိုတော့ဥပမာそれは何ですか何ですかってပြောတဲ့အခါမှာဒီနာနီဆိုတဲ့ဥစ္စာရဲ့အနောက်မှာ ですか D ဖြစ်ပါတယ်ဒီဝင်နေတဲ့အတွက်ကြောင့်သူကそれは何ဆိုပြီးတော့သုံးပါတယ်それは何ですか何ですかလို့မပြောပါဘူး des ဖြစ်တဲ့အတွက်ကြောင့်သူကိုရိုမာကြီးနဲ့ရေးကြည့်ရင် DESU des ဆိုတော့何ですかဘာဖြစ်ပါတယ်လဲဆိုပြီးသုံးပါတယ်။ N နဲ့လိုက်တဲ့ဥစ္စာဥပမာနန်နော်ရှာရှင်ဆိုတော့ဒီဟာကိုအနောက်ကနေဟာကိုရေးကြည့်လို့ရှိရင် no ဆိုတော့ N နဲ့စတဲ့အတွက်ကြောင့်နန်လို့ဖတ်ပါတယ်နန်နော်ရှာရှင်ですかနောက်ထပ် T နဲ့စတဲ့ဟာကိုပြပါမယ်これは日本語で何と言いますか何とဆိုတာကဘာလို့ခေါ်ပါတယ်လဲဆိုပြီးပြောချင်တာပါဒီဟာကဂျပန်လို့ဘာလို့ခေါ်ပါတယ်လဲဆိုတော့ဒီဟာကိုရေးကြည့်ရင်လေTO တော့ဆိုတော့ T နဲ့စတဲ့အတွက်ကြောင့်နန်လို့ဖတ်ပါတယ်နန်と言いますかဒါပေမဲ့နောက်တစ်ခုဒီလိုမျိုးနန်နီအိုရှိမတ်かဆိုရင် O ဆိုတော့ WO လို့ရေးလိုက်ရတယ်ဟို O ပဲရေးလိုက်ရတယ်အဓိကကသူက DNT နဲ့မစတဲ့အတွက်ကြောင့်နာနီလို့ပြောပါတယ်နေရုမိုင်းနီနာနီကိုရှိမနာနီအိုရှိမတ်かဆိုပြီးပြောပါတယ်နောက်တစ်ခုကြည့်အောင်နောက်တစ်ခုကတော့ verb တွေနဲ့ပတ်သက်တဲ့ဟာကိုပြောပြပေးသွားပါမယ် verb ဆိုတာက group 3မျိုးရှိပါတယ်ဒီ group 3မျိုးကိုပိုင်နိုင်သိထားတဲ့အခါမှာနောက်ပိုင်း verb ပုံစံတွေအမျိုးမျိုးအစဉ်စဉ်ပြောင်းလဲတဲ့အခါမှာလုပ်ရလွယ်ပါတယ်အဲ့တော့ဘယ်လိုခွဲမလဲဆိုတော့အလွယ်နည်းကိုသင်ပေးပါမယ်ကြည့်ကြည့်အောင် group 1ဆိုတဲ့ verb ကအများဆုံးဖြစ်ပါတယ်သူ့မှာအမျိုးအစားတွေအများကြီးရှိပါတယ်အဆုံးသတ်က6မျိုးရှိပါတယ်ဒီ group ခွဲတဲ့အခါမှာအဆုံးသတ်ကိုကြည့်ပြီးခွဲတဲ့အခါမှာပိုလွယ်ပါတယ်။ဘာကိုကြည့်ပြီးခွဲမလဲအဆုံးသတ်ကိုကြည့်ပြီးခွဲပါမယ်။အဲ့တော့ဒီ group 1မှာအဆုံးသတ်က6မျိုးတောင်ရှိပါတယ်။မျိုးစားတွေအများဆုံးရှိပါတယ်။သူက group 1အဆုံးသတ်က6မျိုးရှိပါတယ်။ဘာတွေလဲဆိုတော့ဥခုကုစုချနုပုမှုရုဆိုတော့မှတ်စရာမလိုပါဘူးတခြားလွယ်တဲ့နည်းရှိပါတယ်။သူ့ရဲ့example အနေနဲ့က iku no mu hanasu ဆိုတဲ့နောက်ဆုံးစကားလုံးကစုမှုခုဆိုပြီးတော့ group 1မှာဒီလိုအဆုံးသတ်တွေရှိပါတယ်ပြီး group 2ကိုကြည့်ပါမယ် group 2ကအမြဲတမ်း ru နဲ့ဆုံးပါတယ်အမြဲတမ်း ru နဲ့ဆုံးပါတယ်အဲ့တော့ဘယ်လိုဟာမျိုးလဲဆိုထားပဲ ru မိရုဆိုတာက group 2 verb တွေဖြစ်ပါတယ် group 3က irregular verb တွေလို့ခေါ်ပါတယ်သူ့မှာက2မျိုးလေးရှိပါတယ်အလွတ်ကြရမှာပါ2မျိုးလေးရှိပါတယ်စုရုနဲ့ခုရုဖြစ်ပါတယ်စုရုနဲ့ခုရုဖြစ်ပါတယ်စုရုဆိုတာကလုတ်တီခုရုဆိုတာကလာတီဆိုတဲ့အဓိပ္ပာယ်ရပါတယ်အဲ့တော့ဘယ်လိုခွဲမလဲကြည့်ကြအောင်ဒီဟာမှာဘယ်နေရာမှာပြဿနာတက်သွားလဲဆိုတော့ဒီမှာကလည်း root ပါနေတယ်
ဒီ group 2မှာလည်း root ပါနေရယ် group 3ရဲ့နှစ်ခုလုံးမှာလည်း root နဲ့ဆုံးတယ်အဲ့တော့ root ပါလို့ရှိရင်ဘယ်လိုလုပ်မလဲဆိုတာစဉ်းစားရပါမယ်အဲ့တော့မှတ်နည်းရှိပါတယ်ပထမဆုံးနောက်ဆုံးစကားလုံးကိုကြည့်ပါမယ်နောက်ဆုံးစကားလုံးမှာ root မပါလို့ရှိရင် root မပါတာဆိုလို့ group 1ပဲရှိတယ်လေဒီဟာရရှိတဲ့အတွက် root မပါလို့ရှိရင် group 1 verb ဖြစ်ပါတယ်ပြီးတော့စုတို့ခုတို့ဆိုတာကိုတွေ့လို့ရှိရင် group 3ဖြစ်ပါတယ်အဲ့နှစ်ခုကတန်းပြီးတော့ခွဲလို့ရပါတယ်အဲ့တော့ root ပါလာရင်ဘယ်လိုလုပ်မလဲ root ပါလာရင်၃မျိုးလုံးဖြစ်နိုင်တဲ့အတွက်ကြောင့်ဘယ်လိုလုပ်ကြမလဲအဲ့တော့ပထမဆုံး root ပါလာလို့ရှိရင်စုတို့ခုတို့ဆိုတာကိုခွဲထုတ်မယ်သူပါလို့ရှိရင် group 3ဖြစ်တယ်အဲ့တော့အကယ်၍သူမပါလို့ရှိရင် root ရဲ့အရှိကစကားလုံးကိုကြည့်ကြမယ် root အရှိကစကားလုံးက a ဖြစ်လား e ဖြစ်လားဆိုရဲဒီ a ဖြစ်တာရဲ့ e ဖြစ်တာရဲ့ဒီ case နှစ်ခုမှာ group 2ဖြစ်ပါတယ်တခြားဟာတွေက group 1ဖြစ်ပါတယ် r e u a o ဆိုတဲ့အတန်ထဲမှာ a ရဲ့ e ရဲ့က root ရဲ့အရှိမရှိနေတဲ့အခါမှာ group 2လို့သတ်မှတ်ပါတယ်အဲ့တော့ကြည့်ကြည့်အောင်လုပ်ကြည့်အောင် equal ဆိုတော့နောက်ဆုံးစကားလုံးကိုကြည့်မယ် root မပါဘူးအဲ့တော့တန်ပြီးတည်ပါတယ် group 1ဖြစ်ပါတယ် group 1ဖြစ်ပါတယ်ဝါကတို့ root ပါလာပါပြီပါလာတော့စုတို့ခုတို့မဟုတ်တဲ့အတွက်ကြောင့် verb 1လား2လားဆိုတာကိုခွဲပါမယ်သူ့အရှိက root ရဲ့အရှိကစကားလုံးကိုကြည့်တဲ့အခါမှာ a ရဲ့ e ရဲ့မဟုတ်တဲ့အတွက်ကြောင့်သူက group 1ဖြစ်ပါတယ်ထားပေး root ပါလာပါပြီအဲ့တော့သူကစုတို့ခုတို့မဟုတ်တဲ့အတွက် group 1လား group 2လားခွဲမယ် root အရှိက e a ဖြစ်တဲ့အတွက်ကြောင့် group 2ဖြစ်ပါတယ်နောက်ဆုံးတစ်လုံးကြည့်မယ်စုတို့ဆို binkyō စုတို့ binkyō စုတို့ပါလာရဲ့စုတို့က shimasu စုတို့ဆိုတာက group 3ဖြစ်ပါတယ်အဲ့တော့တန်းပြီးတော့ခွဲလို့လွယ်ပါတယ်ချွင်းချက်တွေရှိပါတယ်ချွင်းချက်တွေက kaeru kiru shiru hairu hashiru ဆိုတာက group 1ဖြစ်ပါတယ်ဟုတ်ပါတယ်သူတို့ရဲ့ root ရဲ့အရှိမက e ရဲ့ a ရဲ့ဆိုတဲ့အတန်းဖြစ်ပါတယ်ဒါပေမဲ့သူတို့က group 2မဟုတ်ဘဲနဲ့ group 1ဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒါကနောက်ပိုင်းမှာသိချမှတ်မိသွားပါလိမ့်မယ်အခုကဒီလောက်ပဲသိကြရလို့ပါတယ်အဲ့တော့ကြည့်ကြည့်အောင် G-shock ဆိုတာက dictionary မှာရှာလို့ရှိရင်ဒီပုံစံနဲ့ရှာလို့ရပါတယ် dictionary form ဆိုတာကလုံးဝကို plain ဘာမှမပြောင်းလဲထားတဲ့တကယ်မူလစလုံးလေးတွေပါအဲ့တော့ iku nomu kaeru ဆိုတာက group 1ဖြစ်ပါတယ် iku nomu kaeru iku ဆိုတာကတွားသည်တောက်သည်ပြန်သည် group 2မှာကထားပေးရုစားသည်မိရုဆိုတာကကြည့်သည် group 3မှာစုရုလုပ်သည်ခုရုလာသည်သူတို့ကို mass form ပြောင်းကြည့်ရအောင်အဲ့တော့ iku ဆိုတဲ့ iku nomu kaeru ဆိုတဲ့ group 1ဆိုလို့ရှိရင်ဒီစကားလုံးတွေကအကုန်လုံးရေးကြည့်ရင် iku nomu kaeru ဆိုတော့ ဥနဲ့ဆုံးပါတယ်အဲ့တော့ r e u a o r e u a o ဆိုပြီးကြက်ခဲ့တယ်မလားအဲ့တော့အခုတို့ကဒီဥနဲ့ဆုံးတဲ့အတွက်ကြောင့်တို့အရှိရဲ့ဒီ e line ကိုပြောင်းပေးပါမယ်အဲ့တော့ iku မဟုတ်ဘဲနဲ့ iki nomu မဟုတ်ဘဲနဲ့ nomi kaeru မဟုတ်ဘဲနဲ့ kaeri mas ကိုပေါင်းလိုက်ပါတယ်အဲ့တော့ ikimasu nomimasu kaerimasu group 2ကကြတော့လွယ်ပါတယ် group 2က root ဖြုတ်ပြီးတော့ mas ပေါင်းရုံပါပဲထားပေး mas mimas ပြီးတော့ group 3ကကြတော့အလွတ်ကျရမှာပါ shimas kimas အဲ့တော့ဒီဟာက mass form ကို G-shock ကနေဘယ်လိုပြောင်းရမလဲဆိုတာကိုရှင်းပြသွားတာပါမှန်နည်းနဲ့ဒီဟာနဲ့က page နှစ်ခုကွဲသွားတဲ့အတွက်တောင်းမှန်ပါတယ်ကြည့်ရတာခက်သွားတယ်အဲ့တော့ group 1မှာဆိုရင်နောက်ဆုံးက u ကို i အတန်ဖြစ်အောင်ပြောင်း mass နဲ့ပေါင်းနောက်ဆုံးက i အတန်ကို u ဖြစ်အောင်အဲ့တော့ nomimas shimas tabemas mimas ဆိုပြီးရှိပါတယ်သူ့ကိုလုတ်တီဆိုတာကတောက်တီလုတ်တီစားတီကြည့်တီဆိုတာကိုတောက်ခဲ့တီလုတ်ခဲ့တီစားခဲ့တီကြည့်ခဲ့တီဆိုပြီးတော့ get တီဆိုပြီး past tense ကိုပြောင်းချင်တယ်ဆိုရင် mas ကိုစုကို shita nomimashita shimashita tabemashita mimashita ဆိုပြီးတော့ဒီ mas စုတခုလေးကို shita ဆိုပြီးပြောင်းလိုက်ပါတယ် nomimashita shimashita tabemashita mimashita ဆိုပြီးပြောပါတယ်နောက်တစ်ခုကလောက်ပါသည်ပြီးတော့မလောက်ပါဘူးဆိုပြီးပြောချင်လို့ရှိရင်စုကိုဖြုတ်ပြီးတော့ tabemasen စင့်ကိုထည့်ပါတယ်မလောက်ပါဘူးစင့်ဆိုပြီးတော့မှတ်လို့ရပါတယ်မလောက်ပါဘူးစင့်ဆိုတော့ nomimas ကို nomimasen မကဘယ်တော့မှမပြောက်တော့ပါဘူးအမြဲတမ်းရှိပါတယ်
အဲ့တော့နိုမီမဆင့်ရှိမဆင့်ထာပဲမဆင့်မီမဆင့်မတော့ပါဘူးမလုပ်ပါဘူးမစားပါဘူးမကြည့်ပါဘူးဆိုရက်မကြည့်ပါဘူးဆင့်ဆိုရက်အဓိပ္ပာယ်ရပါတယ်နောက်တစ်ခုကြည့်အောင်မဆင့်ဒစ်တာမဆင့်ဆိုရက်ခုနကပြောရမလုပ်ပါဘူးဆင့်ရဲ့အနောက်မှာ dash တာဆိုပြီးထည့်လိုက်လို့ရှင်မလုပ်ခဲ့ပါဘူးမလုပ်ပါဘူးရဲ့ past tense ဖြစ်သွားပါတယ်မလုပ်ခဲ့ပါဘူးနိုမီမဆင့်ဒစ်တာဆိုတော့မတော့ခဲ့ပါဘူးရှိမဆင့်ဒစ်တာမလုပ်ခဲ့ပါဘူးမစားခဲ့ပါဘူးမီမဆင့်ဒစ်တာမကြည့်ခဲ့ပါဘူးဆိုတဲ့အဓိပ္ပာယ်ရပါတယ်နောက်ထပ် form တစ်ခုကြည့်အောင် verb မဆင့်ကဒီဟာမလုပ်ဘူးလားမလုပ်ဘူးလားဆိုတော့လုပ်ကြရအောင်အတူတူမလုပ်ဘူးလားဆိုတော့အတူတူလုပ်ကြရအောင်လေဆိုတဲ့အဓိပ္ပာယ်ရပါတယ်မဆင့်ကလို့ပြောရင်အတူတူလုပ်ကြရအောင်လေနော်ဆိုပြီးပြောပါတယ်一緒に映画を見ませんかအတူတူရုပ်ရှင်မကြည့်ကြဘူးလားအတူတူရုပ်ရှင်ကြည့်ရအောင်ဆိုပြီးဖိတ်တဲ့အခါမှာသုံးပါတယ်一緒に東京へ行きませんかအတူတူတိုကျိုသွားရအောင်ဆိုပြီးတော့ဖိတ်တဲ့အခါမှာသုံးပါတယ်နောက်တစ်ခုဒီဟာလည်းအဓိပ္ပာယ်ချင်းအတူတူပါပဲ verb မရှောဆိုတာကကြားရအောင်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ကြားရအောင်ဆိုတော့ဒီဟာနဲ့အတူတူပဲမှာဒီမဆင်ကဆိုတာကမလုပ်ဘူးလားလေနော်ဆိုပြီးတော့လုံးဝ softly ပြောတဲ့အတွက်ကြောင့်ပို့ပြီးယဉ်ကျေးပါတယ်တပားသူကတွားကြလားမတွားကြလားဆိုတော့ကိုပါစဉ်းစားပြီးတဲ့ပုံစံမျိုးပေါ့နော်ပို့ပြီးယဉ်ကျေးပါတယ်ဒါပေမဲ့မရှော့ဆိုတာကတွားရအောင်ဆိုပြီးတော့တစ်ဖက်လူကညင်းဖို့အချိန်တောင်မရဘူးဆိုတဲ့ဟာမျိုးအဲ့တော့တွားရအောင်ဆိုပြီးဖိတ်တဲ့ဟာမျိုးမှာသုံးပါတယ်အဲ့တော့一緒に映画を見ましょう一緒に東京へ行きましょうအတူတူတိုကျိုးသွားရအောင်ဆိုပြီးတော့ပြောပါတယ်အဲ့တော့ဘယ်လိုပြောင်းလဲဆိုတော့ဒီဥစ္စာမှာလေမကအတူတူပါပဲမအနောက်ကစုကိုဖြုတ်ပြီးတော့ short ဆိုပြီးဖြစ်သွားပါတယ်ဒီဥစ္စာကဒီမလုတ်ပါဆိုတဲ့မဆင်ကိုကာပေါင်းလိုက်တဲ့အခါမှာသွားရအောင်လုပ်ရအောင်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဒီမှာ short လည်းအတူတူပါပဲကြားရအောင်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်နောက်တစ်ခုကြည့်အောင်နေရာမှာနောင်ကိုလှုပ်တည်ဆိုတော့တနည်းအားဖြင့်မှားတစ်ခုခုကိုလှုပ်တည်ဆိုတဲ့ action ဘာကိုလှုပ်တယ်ဆိုအပြုအမူကိုပြချင်လို့ရှိရင် date ကိုသုံးပါတယ်နေရာမှာဆိုတာကို place date noun ကိုしますと食べますとသုံးပါတယ်ဒီမှာမရေးထားပေမဲ့ဥပမာ学校でကျောင်းမှာ学校で勉強をしますကျောင်းမှာစာလုပ်ပါတယ်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်အဲ့တော့N5 grammar ရဲ့မတိုမဲ review ရဲ့အပိုင်း1ဖြစ်ပါတယ်။နောက်အပတ်တွေမှာအပိုင်း2အပိုင်း3ကိုတင်သွားပေးပါမယ်။အဲ့တော့နောက်မှတွေ့ကြမယ်တတာ။